ဒါကကျတော့ကျွန်တော်တို့ဆွေစင်ကနေထုတ်ထားတဲ့ပန်ပေါင်းစုပ်ရေချိုးဆက်ပြရပါရှင်ဒါကကျတော့ကျွန်တော်တို့ဆွေစင်ကနေထုတ်ထားတဲ့တက်တော်ရေချိုးဆက်ပြနော်လောလောဆယ် strawberry ကကျတော့ stop ပြနေတယ်နော်ဒီနှမျိုးပဲတော့မှကျန်တယ်ဒါကကျတော့ကျွန်တော်တို့ collagen ပါမယ်နော် collagen ပါမယ်ရှင်ဒါလေးကကျတော့ကျွန်တော်တို့လောလောဆယ်သုံးသမားများနေတယ်သုံးတဲ့လူတွေကဟိုဝင်ပြီးတော့သုံးကြပြီးတော့အရန်ကောင်းတော့အရန်ကောင်းတယ်ပွဲဆိုပြီးတော့ပြောနေကြတယ်ဘယ်စကားအကြမ်းလေးပြောတဲ့ဘယ်စကားနော်ကျွန်မပဲဆိုကျွန်တော်အဲ့ဒါနေ့တိုင်းအစီမပြေကျွန်မတို့ရေချိုးတဲ့ခါမျိုးစင်အစီမပြေတော့ရေချိုးလိုက်ရကောင်းတယ်ဒီလိုတိုက်ပြီးလေတခါနဲ့လမ်းဝတော့တကယ်လမ်းပြီးတော့လူကပေါ်သွားတယ်မဲပိုင်းဆွေကိုကောင်းတယ်မဲပိုင်းလူမျိုးတိုက်ရင်တနေ့လုံးတနေ့တော့ရင်ဒီလိုမျိုးဆိုခွန်အားတွေကြတယ်နော်လက်ဆက်ပေါ်တာပဲခွန်အားတွေရတယ်လူကလေမိထိုင်မကောင်းရင်အလုပ်လုပ်ချင်ဘူးလေဟုတ်တယ်ဟုတ်မိထိုင်မကောင်းဘူးမှခဏကိုတော့ကွယ်တခုခုအဖျားရောကတခုခုရှိနေတယ်ဒါမှအဲ့ရတဲ့လဲအဖျားမဟုတ်ဘူးတော်ရုံတိုင်ရုံအပူငုတ်ပြီးဖျားရင်တော့မတော်အလုပ်လုပ်ဖို့အတွက်ကမပြောမလဲဆိုတော့ဟိုမဖြစ်ဘူးအဲ့တိမဖြစ်ဘူးလေနော်ဒါပေမဲ့အဲ့ဒီ subscribe ကမနဲ့မလို့ဆိုရင်ရှိဝဲချက်ကနေမလို့ဆိုရင်ရေချိုးပါလေတိုက်ပလိုက်ပြီးတော့ချိုးပလိုက်ပြီးတော့လေတခါရဲတမီးလုံးရဲဘယ်လိုလဲကျွန်မကြည့်လိုက်လေတမီးလုံးလမ်းဆက်ပြီးကြော်လို့ဆက်ရောက်ပုံတော့အကြော်ပြီးတော့ပြောမယ်ဆိုရင်ကွယ်ကိုတိတ်ကမေးပြီးတော့ကိုစားနေလို့အဲ့လိုဖြစ်သွားတာဒါရင်အားကြောင့်ကျွန်တော်တို့ဒီစကားမှာကျွန်တော်ဒီကပေါ့ပါလဲဆိုတော့ကျွန်တော်ကင်မွန်ဒီပါမယ်ကင်မွန်ဒီမဟုတ်ပါမယ်ပြီးတော့ကြားမဟုတ်ပါမယ်ပြီးတော့ကျွန်တော်တို့ collagen ပါမယ်ဒီကထပ်ပေးထားတာ collagen ပြားရည်ကိုကျွန်တော်တို့ကအရင်ထည့်ပို့ပြီးတော့ဆောက်ပို့ပြီးထပ်ပေးထားတယ်ဒါပေမဲ့ဈေးကိုမတင်ထားဘူးအရင်တော့ကဈေးပဲနော်ထပ်ပေးထားတဲ့ထဲမှာအခုဈေးကြီးတယ်နော် collagen ဆိုလဲဈေးကြီးတယ်ကျွန်တော်တို့ပြားရည်ဆိုလဲရင်ဈေးမရတော့ဘူးရှင်အကုန်ဈေးကြီးနေတော့ဒါပေမဲ့ကျွန်မကအခု350ကိုလန်ဖို့အရင်ဈေးပဲရောင်းပြီးထားတယ်အဲ့ဒီဂျော်ဒန်မှာတခုပြောအောင်မယ်ညံလေးနော်တခုပြောအောင်မယ်ကျွန်တော်ဒီဘူးဟောကွယ်လက်ပိတ်ထားတော့လေဒီဘူးဒီ350ကဘူးလက်ပိတ်ထားတော့ဘူးကပြန်းနေပြီကျွန်မဘူးပြန်းနေတော့ရမလားကျွန်မကဒီတိုင်းမနေဘူးဒီတိုင်းမနေဘူးရတဲ့ဘူးကိုအဲ့လိုထုတ်ပြီးထားတယ်ကွယ်ဒီမှာလူလေးကြည့်လိုက်နော်ဒီမှာကြည့်380လောက်စီးတယ်ဒါ350ဒါ380လောက်စီးတယ်ကျွန်တော်ကျွန်မဘက်ကအားနေချင်လေကျွန်မကပြတော့ဘူးကျွန်မပြန်မတော့ဒီဟာကိုကျွန်မကလုပ်ပြီးလိုက်ဒါဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အဲ့ပြောလို့မရတော့ဘူးနော်အဲ့တော့ဒီကျွန်တော်ဘာပြောလဲခါလဲအမကအများကကြံနေရလားတဲ့ဒါလည်းကိစ္စမရှိဘူးနော်ဘာလေးကြံနေကိစ္စမရှိဘူးဒီမှာ380အကက်ကြီးဒီဘူးလေးကျွန်မဒီဘူးပြန်နေတော့ဒီဘူးနဲ့ထုတ်ပြီးထားတယ်နော်လောလောဆယ်မြန်လေးလောက်ဘူးပြန်ရောက်ရင်ဒီဟာကကျွန်မတို့မကိုက်ဘူးဒီမှာကြည့်ကတော့ကျွန်တော်ဒီပြောပြပါအချက်ကြည့်လိုက်အောင်စပားကိုလည်းကြည့်လိုက်အောင်အကျဲမဟုတ်ဘူးနော်